ဒီနေ့ဈေးကအပြင်စဉ်းစားမိရယ်အော်လို့မတို့ဘဝမှာလို့အချိန်ရဲ့တန်ဖိုးဘယ်အချိန်ရောက်မှသိတယ်လဲဆိုတော့အချိန်ကရမ်းတန်ဖိုးရှိတယ်အချိန်ရဲ့တန်ဖိုးဘယ်အချိန်မှာတတိယဘယ်အချိန်မှာအချိန်ရဲ့တန်ဖိုးအတိအသာဆုံးလဲဆိုတော့မီးပွိုက်မှာမီးပွိုက်ရောက်ရင်လေအဲ့ဒီ1စက္ကန့်1မိနစ်ဟာလေအိုးမပြေနိုင်ဘူးအချိန်ရဲ့တန်ဖိုးအဲ့1စက္ကန့်1မိနစ်ကိုတွားကြလိုက်မစောင့်နိုင်တော့အဲ့လောက်အချိန်ကိုမှအချိန်မရှိဘူးအချိန်နေမရအောင်ကျန်တဲ့အချိန်မှာအချိန်နေပေါ်တော်ပြီးအဲ့ရထဲမှာတုံးလုံးပက်လက်လဲပြီးဖုန်းနေကြည့်နေတဲ့အချိန်မှာဘလို့ကုန်သွားမှမသိဘူးနာကြီးတဲ့မီးပွိုက်မှာမြန်စောင့်နေရတော့လေ1မိနစ်1စက္ကန့်အချိန်မရှိဘူးကိုမှအချိန်မရှိဘူးမစောင့်နိုင်ဘူးသွားချင်နေပြီစက်ကနိုးထားပြီဆိုတာမျိုးနောက်မိဘရဲ့တန်ဖိုးမိဘရဲ့တန်ဖိုးဘယ်အချိန်မှအသိဆုံးလဲသတင်းကြော့ရရင်ကြော့သူများတွေလူကြီးမိဘတွေကြော့တယ်ဆိုကိုလည်းကြော့စရာမိဘလိုရလေမိဘကြော့ချင်တယ်ငယ်တဲ့သူဆိုပို့ဆွဲလေမိဘကြော့ချင်တယ်မုံဘိုးရချင်တယ်သတင်းကြော့ရောက်ရင်ငယ်တဲ့သူပဲဖြစ်ကြီးတဲ့သူပဲဖြစ်ကိုမိဘကိုအရန်ကိုတတိယကြကြံတဲ့အချိန်မှာကိုရဲ့ကိုတာအလုပ်တွေပါစင်မိသားစုအရေးကိစ္စတွေလုပ်ငန်းကိစ္စတွေတခြားတာရေးနာရေးကိစ္စတွေနဲ့ရှုပ်ရှက်ခတ်ပြီးတော့မေ့နေလိမ့်မယ်သတင်းကျွတ်ခဏနီးလေသတင်းကျွတ်ရောက်လေမိဘတွေကိုသတိရလေအဲ့ချိန်ကတော့မိဘတွေကိုသတိရဆုံးချိန်ပေါ့နော်ဒီဟတ်ထောပတ်တီကိုစားပြီးရှင်ကျန်တဲ့ထောပတ်တီစားလို့မရဘူးဒီဟတ်ထောပတ်တီကိုစားရတယ်ဘယ်တော့မှနှုတ်စီတကြားနဲ့မစားဘူးဒီတိုင်းဒါလေးနဲ့အလုံးလိုက်ခုနကပြီးတိုင်းကြိုက်စားရကြိုက်တယ်သူများကြီးလို့လာတပတ်တာစိတ်ပြောမှလည်းစိတ်ပြောပကံလေးထဲမှာဇွန်လေးနဲ့ခင်းလေးနဲ့လည်းမစားကြဘူးဒါပေမဲ့ကြိုက်စားရတယ်ဘုန်းကြီးအမပြောတယ်ဖုံးဆက်တယ်သူပြောရလေသဘောကျလို့ပြန်ပြောပြကြလို့ပါနိုင်ငံရေးမကောင်းဘူးတဲ့အသက်ကလည်းရလာပြီတဲ့စီးပွားရေးကိုတဲ့ဟိုမှာတလုတ်ဒီမှာတလုတ်အဲ့လိုဟိုဘက်ခြေနေမကောင်းရင်ဒီဘက်ခြေနေမကောင်းဟိုဘက်ပေါ့လေအဲ့လိုလေးဖြစ်အောင်မို့ဆိုစဉ်းစားထားတယ်တဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမယ်ပေါ့အဲ့နဲ့ဟဲကောင်းတာပေါ့ဘာလုပ်ငန်းတွေလုပ်မလဲဆိုငါ့ဟိုတဲ့တစ်ခါထီထိုးထားပေးတယ်စီးပွားရေးရင်းနှီးမြှုပ်နှံတာတဲ့နိုင်ငံရေးမကောင်းခေတ်ကြီးမကောင်းအသက်ကရလာလို့တဲ့ငါ့ဟိုတဲ့တစ်ခါထီထိုးထားပေးတော့တဲ့လတိုင်းထိုးထားပေးတယ်ငါလဲတဲ့ဒီဘက်မှာတဲ့ချဲထိုးနေရတဲ့ရင်းနှီးမြှုပ်နှံကြအောင်မလားသူအရန်ကိုခေါင်းစားခံပြီးရင်းနှီးမြှုပ်နှံနေအဲ့လားပြောပြ